ဒီဘွေဘောကဝိုင်61နဲ့ဝိုင်61နဲ့မှပြုတ်တာဒီကောင်အဲဆိုရင်ဒီမှာက Snap Dragon လို့ပြထားတယ်ဒီကောင်ကွက်ကုံမျိုးစားဒီကောင်ရဲ့ PD ကိုစစ်ချက်လိုက်တာဆိုလို့ရှိရင်ဘာပြလဲဆိုတော့ဒီက61i ဟို61i လို့ပြနေတယ်တကယ်တမ်းကျတော့ဘောလူအတောင်းကိုဖိပြီးတော့လည်းနှိပ်လို့မရအောင်အဲဆိုတော့ကျတော့ဒီကောင်ကနေကြည့်လိုက်တယ်သူ့ရဲ့ PD ကိုစစ်ကြည့်လိုက်တယ်ဆိုလို့ရှိရင်61i လို့ပြတယ်တကယ်တော့61i မဟုတ်ဒီကောင်188ဟိုဟာ G PD 188G မဟုတ်ဒီကောင်ကသူရဲ့နောက်မှာက188BS ဒီကောင်ဟိုဟာကောက်ကောင်လုံးဖြစ်တဲ့အတွက်ဒီကောင်ကတက်ပွိုင်းထောက်ပြီးတော့လောက်ရတာတက်ပွိုင်းကကြတော့ကျွန်တော်ပြောလာဖို့ပဲတက်ပွိုင်းကဒီဘက်ကဟိုဟာလေးမှာလက်ပွင့်သားလေးမှာဒီတက်ပွိုင်းလေးထောက်ပြီးတော့ကျိုးထုတ်ပြီးဖြုတ်လိုက်တယ်ဆိုကြပြုတ်ပြီ